သမီးနိုင်ငံအနှံ့စာဖတ်ရှင်မြင့်တင်ရေးတွေလုပ်နေကြတယ်စာကြည့်တိုက်ထောင်ထားတဲ့သူတွေကလည်းသူတို့စာကြည့်တိုက်ကလေးတွေရှင်းသအောင်ကြိုးစားနေကြတယ်စာဖတ်ပါလို့နေရာတကာပြောဆိုနေတာသမီးကြားမှာပါတခါတခါစိတ်ပါလို့စာဖတ်မယ်ဆိုရင်တော့မှဘာစာဖတ်မှမသိဘူးစာအုပ်တွေကအများကြီးပဲဘယ်ဖတ်ရင်ကောင်းမလဲရွေးပေးစမ်းပါဆိုတာမျိုးဖေဖေကိုမေးတတ်တယ်လေဖေပြောချင်တာကတော့ဘာစာပဲဖြစ်ဖြစ်ဖတ်ပါနောက်ဆုံးကြော်ညာစာရွက်ပဲဖြစ်ဖြစ်လက်ကမ်းစာဆောင်စာရွက်ပဲဖြစ်ဖြစ်သတင်းစာအစိပ်အပိုင်းပဲဖြစ်ဖြစ်ဂျာနယ်အပိုင်းစာပဲဖြစ်ဖြစ်တွေ့သမျှစာဖတ်သမီးဖတ်ပြီးတဲ့အခါကိုယ့်အတွက်ရအောင်ယူတတ်မယ်ဆိုရင်တခုခုတော့ရမှသိကြတယ်ဘာမှမရဘူးအသုံးဝင်ဘူးဆိုလဲမိတ်ပြလိုက်ပေါ့သမီးရဲ့စာဖတ်နားလာရင်ဘာတွေဖတ်ရမလဲဆိုတာအလိုလိုသိလာပါလိမ့်မယ်စာကိုသူ့ဘာသာသူရွေးချယ်ဖတ်တတ်လာပါလိမ့်မယ်စာမဖတ်ဘူးဆိုရင်တော့ဘာမှမသိဘူးပေါ့သမီးရဲ့ဘာမှမသိတဲ့လူဟာဘာအိမ်မက်မှလည်းမရှိဘူးဘာမျောလင်းချက်မှလည်းမရှိဘူးဘယ်လမ်းကိုသွားပြီးဘယ်ပန်းပါမယ်ဆိုတာလည်းသူ့မှာမရှိတဲ့အခါကျတော့လမ်းပြောက်တဲ့သူလိုဖြစ်နေမှာပေါ့သမီးလေးကိုအဲ့ဒါလိုလူမျိုးမဖြစ်စေချင်ပါဘူးကွယ်ချစ်တယ်နော်သမီး